ဒီပို့လေးကိုတော့လူတွေကမိဘတွေကသဘောကျကြမှာသဘောကျပါလိမ့်မယ်ကျမကလည်းចောင်းသားမိခင်တူဖြစ်ပါတယ်6တန်းចောင်းသားမိခင်ပါအခုဒီ73 14လေးတွေနဲ့ရီးစားတနာထားကြတယ်17နှစ်12နှစ်နဲ့ရီးစားတနာထားကြတယ်ဆရာမတွေကလည်းရိုက်ပြီးဆုံးမခြင်းတော့ညာလဲမရရဆိုတဲ့ဥပဒေကြောင့်ဆရာမတွေကိုလူမလေးခွင့်မခံလုပ်နေတော့သားသမီးတွေဖြစ်လာတယ်ကျမတို့သားသမီးတွေအပါဝင်ပါအဲ့ဒီအတွက်ចောင်းသားတွေဒီဆရာမတွေကလည်းပဲမရရတဲ့အတွက်နှုတ်နဲ့ဆုံးမတယ်မရတဲ့အခါမှာမိဘကိုခေါ်တယ်နော်ចောင်းထုတ်ပစ်လိုက်တယ်အဲ့တော့ဘာဖြစ်လာလဲပြင်ပကလမ်းဘေးပန်းတွေဖြစ်ကုန်ပါပြီရှင်စာသင်ခန်းတွေကအဖိုးထိုက်တန်သောရတနာပန်းတွေဒီလမ်းဘေးကအလေးကျမြက်ပန်းတွေဖြစ်ကုန်ပြီဒီလိုသာရှေ့လျှောက်လုပ်ဖြစ်ကြမယ်ဆိုရင်ကျမတို့လူသားအရင်းမြစ်ဆုံးရှုံးပြီးမြန်မာပြည်မှာပညာတတ်တွေနှဲပါလာပါလိမ့်မယ်အဲ့ဒီအတွက်ပညာရေးဝန်ကြီးနဲ့တကွဆရာမများအားလုံးကိုလည်းကျမကအနူးညွတ်တောင်းပန်ပါတယ်ကျောင်းသင်ခန်းစာထဲမှာကျောင်းတက်နေကြသောကလေးများအားလုံးကိုတင်းကြပ်အရေးယူတင်ပါတယ်73 17 12 73လေးတွေအခုဆိုမင်္ဂလာဆောင်တာတွေလည်းပြက်လာတချို့မိဘတွေရတယ်အုံနှောင်မရှိဘူး12နှစ်73နှစ်တွေကိုမင်္ဂလာဆောင်ပေးတဲ့ line ပေါ်တင်တဲ့ခလေးတွေကအတုမြင်အတက်တင်လောက်ကြတယ်ဒါမျိုးတွေကမဖြစ်သင့်ပါဘူးကျမတို့မြန်မာပြည်ဥပဒေဒီ16နှစ်မပြည့်ပဲယူခဲ့ရင်ကျမသားသမီးကို၌ကအစကျမကတော့ဥပဒေရောက်ထိထိရအရေးယူစေခြင်းနဲ့ဒီလိုမှမကင်တွယ်ဘူးဆိုလို့ရှိရင်ကျောင်းသားအရင်းမြစ်တွေလူသားအရင်းမြစ်တွေဆုံးရှုံးပြီးပညာတတ်တွေဆုံးရှုံးလာပါလိမ့်မယ်ပညာတတ်တွေဆုံးရှုံးလာတာနဲ့အမျှကျမတို့နိုင်ငံဒီစင်းရဲမွေးတည်မှုဒစ်တက်မကချွတ်ချုံကြပါလိမ့်မယ်ရှင်ကျမကတော့ចောင်းသားမိခင်တူပါကျမသားကို၌ကိုဒီလိုမျိုးတွေဖြစ်နေတဲ့အတွက်ကျမရင်တုမနာဖြစ်ရတယ်မိဘတွေဘလောက်ပဲဆိုဆုံးမစင်အောင်မှချွန်းလုံးမှကြောက်တယ်မိဘနဲ့ဆရာဘလောက်ပဲချင်းချောက်ရိုက်သူတို့မကြောက်ဘူးသူတို့ကြောက်တာဥပဒေပါသူတို့ဘာပြောလဲမိန်းကလေးနဲ့ယောက်ျားလေးဖုံးပြောတဲ့ comment တွေမှာဆိုလို့ရှိရင်စာတွေမှာဆိုလို့ရှိရင်ထောင်ကြမလားမသိဘူးဆိုတဲ့စကားပါသည့်အတွက်သူတို့ဒီလိုဥပဒေနဲ့ချုပ်နှောင်မှသာလဲဒီ12နှစ်73နှစ်နဲ့အိမ်အောင်ပြုတ်နေကြတော့ခိုးပြေးနေကြတော့ចောင်းသားစာသင်ခန်းတွေကရတနာပန်းမွင်လေးတွေကိုလမ်းမေးပန်းမဖြစ်အောင်ထိမ့်သိမ့်နိုင်မှာဖြစ်ပါတဲ့အတွက်မိခင်တယောက်အနေနဲ့ရင်နာနာနဲ့ဒီဥပဒေကိုပြဋ္ဌာန်းပေးပါရန်ကျွန်မကတော့တောင်းပန်ပါတယ်73 14လေးတွေအိမ်အောင်ပြုတ်ခြင်းဖြစ်နိုင်ရင်မမပြည်ဥပဒေကိုအသက်18နှစ်မဟုတ်ပဲ20အထိကျွန်မရွှေ့ပြောင်းစေခြင်းနဲ့တက်ဆက်မပြည့်ပဲအိမ်အောင်ပြရင်အိမ်အောင်ပြုတ်ခဲ့ရင်ယောက်ျားလေးကောမိန်းကလေးကောကိုနှစ်ယောက်စလုံးကိုအရေးယူပေးစေခြင်းပါတယ်ခုလက်ရှိကျမတို့မိဘတွေအဲ့ဒီဒုက္ခကိုခံစားနေရပါတယ်ခမများတို့အမေပဲဆုံးမဟုတ်တဲ့ဆုံးမပါတယ်ရှင်ဘလို့ပဲဆုံးမအမေတို့ဒီပြောယုံပဲပြောတာပဲအချိန်တန်ရင်ပြီးသွားမှာပဲလို့ထင်တဲ့ចောင်းသားတွေများနေတဲ့အတွက်ဥပဒေတရက်ထုတ်လုပ်ပေးပါရဲ့ကျမကမေတ္တာရက်ခံပါတယ်အသက်20မပြည့်ပဲအိမ်အောင်ပြုပါကတရားဥပဒေရောက်အရေးယူပေးစေခြင်းပါတယ်ရှင်ဒါမှသာလဲကျမတို့ရဲ့ပညာတတ်အရေးမြစ်တွေမဆုံးရှုံးမှာဖြစ်ပါတယ်လို့